この前のドスコイချစ်ချင်းမြတ်တာဆိုတာဝါတဲ့သူတွေအတွက်ရောတန်ဖိုးရှိရဲ့လားဒီနေ့မှာတော့အာယာနဲ့ဆိုတဲ့ကောင်မလေးတယောက်ရဲ့ဘဝအလှည့်ပြောင်းကြောင်းပြောပြချင်ပါတယ်အာယာနဲ့ဟာခနာကိုဝပြီးမဲ့စိတ်ထားဖြူစင်တဲ့သူပါသူမဟာငငယ်ကလေးကသူမကိုကူညီခဲ့ဘူးတဲ့ဟာယာတိုးဆိုတဲ့ကောင်လေးကိုတစ်ဖက်သက်ချစ်နေခဲ့တာပါဒီနေ့မှာတော့သူမကိုယ်တိုင်လှုပ်ထားတဲ့ချောကလက်လေးနဲ့ဖွင့်ပြောခဲ့ပေမဲ့ပြင်ရလိုက်တာကနှွေးထွေးမှုမဟုတ်ပဲဒိုစကိုင်းဆိုတဲ့နပန်းသမားတယောက်ကိုနှောင်တလို့မျိုးအဆက်ခွဲခံလိုက်ရတာပါလူပုံကလေးမှာအဆက်ခွဲခံလိုက်ရတဲ့အာယာနဲ့ဟာနှလုံးသားတစ်ခုလုံးကြည်မွသွားခဲ့ရပြီးအိမ်ထဲမှာပဲအောင်းနေခဲ့ပါတော့တယ်ဒါပေမဲ့ဒီစိတ်တင်ရကပဲသူမကိုဘဝတစ်တစ်ခုစီတွန်းပို့ပေးခဲ့ပါတယ်ကဲအာယာနဲ့ဟာဂျပန်ကိုစွန့်ခွာပြီးအီတလီမှာရှိတဲ့ချောကလက်ဆိုင်ဒီဇိုင်းမှာအလုပ်သွားလုပ်ခဲ့ပါတယ်အဲ့ဒီမှာဘသူမှသူမကိုမလောင်ကြဘူးသူမရဲ့အရေးအချင်းကိုပဲကြည့်ကြပါတယ်ဒါပေမဲ့ကံကြမ္မာကစမ်းကြပါတယ်မတော်တဆမှုတစ်ခုကြောင့်သူမဟာရက်ပေါင်းများစွာမေ့မျောသွားခဲ့ပြီးအစာရင်ခွဲစိတ်မှုတွေလုပ်လိုက်ရပါတယ်အဲ့ဒီကနေအဆင့်သူမဟာဝိတ်တွေအများကြီးကျသွားပြီးလုံးဝကိုလှပတဲ့မိန်းကလေးတစ်ယောက်အထိပြောင်းလဲသွားခဲ့ပါတယ်သူမဂျပန်ကိုပြန်ရောက်လာတဲ့အခါမှာတော့သူမရဲ့အချစ်ဆုံးတငယ်ချင်းတွေတောင်မမှတ်မိနိုင်လောက်အောင်ဖတ်သွားခဲ့ရပါတယ်ဂျပန်ပြန်ရောက်တဲ့အခါအာယာနဲ့ဟာအနိခန့်တစ်ခုမှအလုပ်ဝင်ခဲ့ပါတယ်အဲ့ဒီမှာသူမရဲ့ထူးခြားတဲ့ကုသနိုင်စွမ်းရှိတဲ့လက်ဖွားတွေကြောင့်နာမည်ကြီးလာပြီးတနေ့မှာတော့သူမအရန်အားကြရတဲ့အိုင်ဒိုမင်းသားတာကူမီနဲ့စုံတွေ့ခွင့်ရခဲ့ပါတယ်တာကူမီဟာအာယာနဲ့ရဲ့နူးညံ့သိမ်မွေးမှုကိုသဘောကျပြီးသူတို့နှစ်ယောက်ဟာယဉ်နီးလာခဲ့ကြပါတယ်တာကူမီကသူမကိုကလိုဗာပန်းလေးတွေပို့ပြီးချင်းတွေ့ဖို့ကမ်းလှမ်းခဲ့တဲ့အထီပါပဲအာယာနဲ့အတွက်တော့ဒါဟာအိမ်မက်တစ်ခုလိုပါပဲဒါပေမဲ့ပြဿနာကအဲ့ဒီမှာနေမပြီးသေးပါဘူးအရင်ကသူမကိုလှောင်ပြောင်ခဲ့တဲ့ဟာယာတိုဟာအခုမှအာယာနဲ့ကိုလိုက်ပြီးဆက်ပြူလာပါတယ်ဟာယာတိုဟာသူမရဲ့အတိတ်ကဝနေတဲ့ပုံတွေကိုဖြန့်ပြီးအရှက်ခွဲဖို့ကြိုးစားပါတယ်တာကူမီနဲ့အာယာနဲ့ကြားမှာလေအထင်လွဲမှုတွေဖြစ်အောင်ပရိယီတွေသုံးပါတော့တယ်ဒါပေမဲ့အာယာနဲ့ဟာအရင်လိုစောင့်နေတဲ့မင်းကလေးမဟုတ်တော့ပါဘူးသူမဟာဟာယာတိုရဲ့ရှေ့မှာနေငါဟာမင်းကစားရမယ့်အယူမဟုတ်ဘူးလို့ပြက်ပြက်တတတုံ့ပြန်ပြီးသူမကိုသူမကကွယ်ခဲ့ပါတယ်ဇလန်းရဲ့နောက်ဆုံးလာတော့တာကူမီဟာအာယာနေရဲ့ဤတဲ့ကဘလို့ပဲဖြစ်ပါစေအခုရှိနေတဲ့အာယာနေကိုပဲချစ်တာပါလို့ဝန်ခံခဲ့ပါတယ်အာယာနေဟာလည်းကချမ်းသူတွေရဲ့အမြင်မှာလှနေဖို့ထက်ကိုချစ်တတ်ဖို့နဲ့ယုံကြည်မှုရှိဖို့က